ဖြစ်မှာအိမ်တော်နေအိမ်နေပြုတ်ပြက်ပြီးတဲ့ခါကျတော့နေလို့မရတဲ့အိမ်တွေမှာဖုန်းကြောင်းမှာလာပြီးတဲ့ခါကျတော့တဲဖို့နေတဲ့မိသားစုတွေကိုကျမတို့ World Vision အနေနဲ့ပထမဦးဆုံးကယ်ဆယ်ရေးပစ္စည်းတွေပံ့ပိုးပေးတာဖြစ်ပါတယ်ကျမတို့အိမ်ချစ်နောင်ဖျားဆောင်နဲ့ကျမတို့သက်ရှိအတွက်တပွေသုံးသက်ရှိအတွက်သားတိုက်စေးဆက်ပြစပြီးတော့ဖြန့်ဖြူးပေးနေရဖြစ်ပါတယ်ဒီဖက်စရည်ဖြန့်ဖြူးပေးနေပါတယ်ဒါနဲ့ကျမတို့ဒါမလုံလောက်သေးပါဘူးကျမတို့ဒီတရုံမြို့နယ်ထဲမှာသိဆုံးသူ150လောက်ခန့်မှန်းတည်ရှိပါတယ်ဒီလဲကြသွားပြီးချိုးစမ်းတဲ့ပင်ကျဲချိနဲ့စိတ်လက်ရလာတဲ့ကြောက်လုံးနဲ့တော့မှပြောနိုင်တယ်ဒီကလည်းစိုင်းသွားလို့ဘာလို့စိတ်ရင်းရရဲ့ဒီနိုင်မှနေရဖြစ်တယ်အခုလဲကြောက်နေပြီပဲမောင်လေးတဲ့ပုံမိုးဆွေးနေပါတယ်ဒီတော့အစားတောင်းနေတော့ပစ္စည်းလိုရနေပါတယ်